ဒီရှောင်းအောင်ဒီမှာအဲ့တော့လည်းရှောင်းပေးမှကလေးတွေခါတိုင်းပဲဒီမှာဒီမှာရှောင်းရှောင်းကိုကြားနေနေတာဘာမှမခါပါဘူးဒီမှာဆိုရှောင်းနေတာပါကျမတို့ကပြောကြားတဲ့မိန်းမပါရှိလို့ရန်ကြည့်စုတင်နေတော့ပြောကြောတဲ့အရန်ချစ်တယ်ဟုတ်ပဲကြောက်ကြတဲ့မိန်းမရန်ချစ်တယ်ဘုံတော့မှတောင်းနေရတော့မယ်နော်တောင်းနေရတော့မယ်ဘာလို့ဒီတော့ကိုယ်မတော်နေတော့ထားရချင်ရမှာတော့ကြာနင်းချစ်နေမှာပေါ့တည်ရချစ်ချင်နေမယ်နော်တကယ်တော့ဒါလာအရှိမှထိုင်မအောင်ကဲယောက်ျားကြီးတွားခတ်ပြီမယ်နော်အိမ်ထဲဝင်ပြီးတော့ယောက်ျားရေလာအောင်ဒီမှာပိုင်နာနေဘယ်လိုလုပ်ရမလဲမသိဘူးနော်ငွေကြီးနေပြီလေခဏခဏအောင်လာတော့လေဆောင်တော့ပြမယ်စမောကြီးထုံးပြီးမလို့မတင်နဲ့တော့ဘောစမောကြီးလည်းတော့ကူညီအောင်စမောကြီးထုံးပြီးမှဘာရမ်းနေလို့ပါစမောကူညီအောင်ဒါလည်းအစမောကြီးစမောစေးပဲဒီစနေပေါ်လာလို့1989ခုနှစ်မှာတောင်းပြန်လေးကိုရရှိတာ2000ခုနှစ်မှာတော့တရားကပ်ပြီးလေးကိုတော့နောက်တစ်ခုနှစ်မှာတော့တရားကပ်ပြီးစုတော်ပါမီတော့တကားလည်းအများကြီးထွက်လာလူမိသားစုလေးဟာပြောရှင်စွာနဲ့ဘဝကိုပုံပြမရှိဖက်တတ်လာကြပါတိုင်းလာတော့ပြနာလာတော့ပြန်ပြန်လေတိုင်းရအကြီးဆုံးဆိုတော့အပြည့်စီးပွားရေးတွေနော်အေးဒါဆိုပြီးဆောက်ရှောက်ရမယ်နော်ဟုတ်ပါဘူးဟုတ်ကဲ့အဖေဘာလဲအဖေသိချင်တာကျမရဲ့စားပြတာလားကျမရဲ့စားပြတာလားအဖေအေးအဲ့ဒါတော့ဒီကျက်ကစပြီးတယ်လို့ထင်တယ်ဗျာဟုတ်ကဲ့ကဲသူကြီးတို့လည်းနေနေမှနေရမယ်နော်ဒီသွားပြန်လာကြပါမယ်ဒီကိုရဲ့စပါးကိုလည်းနားထောင်ရမယ်နော်ဟုတ်ကဲ့ဒီနေ့ဆက်လက်ရှိသေးလားမှာသမီးလေးတွေရောပြုတ်လဲချောတယ်မမေလိုပဲအရင်ချစ်စရာကောင်းတယ်ဟောဆိုတော့မတော်ပြီးပါစကားနားထောင်ရမယ်နော်ဒီလိုပြောစီစားနေတာကြရင်ဒီပေါင်း16နှစ်ကြာလာမှာတော့ခုနှစ်ရာဖြင့်2020ခုနှစ်ရောက်လာပါတယ်ဒီအချိန်မှာကမ္ဘာကရောသူတို့ပြည်သားစုအားလုံးအားထားပြီးသွားတဲ့မိုက်တော်တူအပေါ်ဒီကရုပ်ကဆိုတာမရှိတာပါလေ။ဘယ်ခိုင်စင်ရအောင်ဘယ်ယောက်ျားအားလုံးကတော့စားဒီဆောင်တော့ဘယ်လိုဒီမရှိမနေနိုင်ရောပါတော့တယ်ဘောကကြီးอ่ะစောစီးဆိုတာတော့ပါသွားရပါတော့လေ
မေစဝတ်ဖြစ်တဲ့ကြီးရမေကိုပါတဲ့ဒီနေ့နဲ့တဲ့ဖြစ်ကြတဲ့ကိုလာတဲ့ကိုမေကိုတို့မြန်ပြန်ပြန်ရှောင်းပြန်ရှောင်းအချင်းရောက်တယ်ကိုမြန်မေစကားတော့ပြန်လာပြီမေကိုပြန်လာပြီဟဲ့ဒီမှာတော့ဘာလဲဒီမရပါဘူးဒီမှာတော့ပြရတယ်သုံးတော့တာပဲတော့လည်းဘလုံးမမိကုန်ပြီမေအိမ်မနေလို့မရတော့ဘူးမာတယ်မေအဆန်းတော့နော်ဘုရားနဲ့မသမီးလားဖေးကြတော့နော်တော့အဘိဓမ္မာစုရဲ့ရောက်ထားတဲ့ဆိုကြရပါတော့လေ ဘယ်လိုမျိုးလေးချင်းနေနေကြတယ် ကျွန်မမပြောရဖြစ်လို့ရဖြစ်ပြီးတော့မှဖြစ်တော့ဒီလောကကြီးမှာကျွန်မတယောက်တည်းခြံခဲ့တာကြောင့်ကျွန်မဒီလောကကြီးထဲမှာမနေချင်တော့ နှုတ်ကပတ်တော်ထဲမှာယေရှုဖျားပြောထားတယ်ဆိုရင်မိဘမေကေရောဘယ်လိုမှဆွမပြထားဘူးဆိုပြီးပြောထားပါတယ်ဒါကြောင့်ဒီမှာရှေ့သမီးနဲ့ဒီလောကမှာမျောလင့်ခြင်းပဲနေတာဒီကျုံလောကမှာကျွန်တော်မျောလင့်ခြင်းပဲနေဆိုတော့ဒီဘဝနေကောဒီလောကမှာဆုံးသက်သွားမှာမဟုတ်ဘူးကျွန်တော်ပြင်သွားခဲ့ရဲ့ကျွန်တော်တို့ထာဝရကောင်းကင်ဆိုတဲ့နေရာလေးတစ်ခုရှိပါတယ်ဒီကောင်းကင်နေငါရောက်ရှိတဲ့ကျွန်တော်ယေရှုခရစ်တော်ကိုပြီးခဲ့တဲ့ပိုင်ရှင်တဲ့ယုံကြည်လက်ခံရမှာဖြစ်ပါတယ်တမီးဒီယေရှုခရစ်တော်ကိုပြီးခဲ့တဲ့ပိုင်ရှင်တဲ့ယုံကြည်လက်ခံခြင်းလား ယုံကြည်လက်ခံခြင်းနဲ့ ဒီလက်ခံခြင်းဆိုတမီးအပြစ်ရှိပါတယ်တမီးမျောလင့်ချက်ပြနေပါတယ်သူယေရှုကျွန်တော်လာခဲ့ပါဆိုပြီးစိတ်အောင်ထက်ဒီသူယေရှုခရစ်တော်ကိုယုံကြည်လို့ရပါတယ်ကိုလိုဒီနေ့တမီးငယ်လေးကိုဒီဖျားကြောင့်ထဲမှာသူဆောင်ပြတဲ့ကိုလိုကိုကျေးဇူးတင်ပါတယ်ဒီတမီးငယ်လေးကလောကမှာအသက်ရှင်နေချိန်မှာမျောလင့်ခြင်းနဲ့ဒီပြီးတော့ဒီလောကမှာအသက်မရှင်ခြင်းလောက်အောင်မျောလင့်ခြင်းရံပေးနေပါတယ်ဒါပေမဲ့ကိုလိုကသူမျောလင့်ခြင်းအရှင်ဖြစ်တဲ့ဆိုဒီတမီးကနားလေတော့ပါပြီအခုအစားပြီးတော့သူတမီးရဲ့အနာဂတ်ကိုတော့သူပါရှိပြီးပါပြီယေရှုနာမတော်ဒီပြည့်စုံသောစကားအနာဘက်ဖတ်ပြခဲ့ Gambiri Wenepo Gambiri Wenepo ဒီနေ့ကျွန်တော်ကိုကြည့်နေမှာဒီဘောကကျွန်တော်လာရအောင်ကျွန်တော်လောကမှာယုံကြည်ချက်မရှိတဲ့လူတွေကျွန်တော်တက်တာမှာကိုယ့်နားမှာကျွန်တော်မရှိတော့ဘူးဆိုတဲ့အချိန်မှာတော့ကိုယ့်ရဲ့နားမှာတကယ်ယေရှုခရစ်တော်ဘုရားရှိနေဆိုတဲ့အရာလေးနဲ့ဒီယုံကြည်ခြင်းကျိုးတင်ဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်ကဒီဘောကတော်တော်ပါတယ်ကျွန်တော်ဒီအောင်တိုင်းကိုကျေးဇူးတင်ရှိတယ်ဆက်လက်ပြီးတော့လည်းကောင်းချီးပါစေ အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဘက်ကတော့ NP အဖွဲ့ဖြစ်ပါတယ်ကျမတို့ဒီနေ့တရုတ်ခေါ်သွားမယ့်အကြောင်းအရာကတော့ခရိယန်အင်ထောင်အကြောင်းကိုတရုတ်ခေါ်ပြသသွားမှာဖြစ်ပါတယ်ရှင်အဖက်ကန်ကြီး6အငယ်8နဲ့4ကိုအခြေပြုထားပါတယ်ကျမတို့ကြားစေရဲ့အကြောင်းအရာကတော့ကျမတို့ဘဝဝင်ချင်မှာတွေ့နေရတဲ့ခရိယန်အင်ထောင်မိသားစုပုံစံမျိုးကိုခေါ်ပြသသွားမှာဖြစ်ပါတယ်ရှင်အခုကျမတို့တွေ့နေရတဲ့မိသားစုဟာဖျားကြီးကိုရင်းချတဲ့ခရိယန်မိသားစုဖြစ်တဲ့မနေ့ကစုတောင်းခြင်းနဲ့အစားပြုလို့ညလည်းတဲ့လူရှိနေတဲ့မိသားစုဖြစ်တဲ့ကလေးကိုလည်းလူ့ဘက်တော်သမားတရားကိုသင်ပေးပြီးကလေးတွေလည်းတရားကိုကြောင်းရွံ့တဲ့ငွေကြီးချမ်းသာပေမဲ့စီးပွားရေးထက်တရားကိုဦးစားပေးတဲ့မိသားစုဖြစ်တဲ့ဒီလိုနဲ့တနေ့တော့တနေ့ကလေးရောက်လာတယ်ဒီနေ့တနေ့ကိုနေပြီဆိုတော့တနေ့ကိုနေကြရင်သူများဆက်ဆိုသွားတယ်နော်ဒီနေ့ပြန်သွားရမယ်ပြောတာဆက်ဆိုသွားရမယ်ပြောနေပြီဆက်ဆိုသွားတဲ့ချိန်ကျရင်သူများစကားနားထောင်ရမှာလားဆော်ရမှာလားတောင်းလို့နေနေမှာနေရမှာလားစကားနားထောင်ရမယ်နေနေမှာနေရမယ်ဟုတ်ကဲ့ ဆရာမပါတယ်နေဆိုတာဘာပြန်လာနေလဲနော် ဟုတ်ကဲ့နေနေမှာနေနော်ဟုတ်ကဲ့နေတမီးတိုင်းဘိုင်ဘိုင် ဒီမှာရေဘ
နေ့ကလေဒီတော့ပြန်လာမှာကားအစီအမဖြစ်ခိုင်းပြီးပဲ ဟုတ်လား ဒီလိုတော့ဘုရားဝေကားလို့ပါ တော်ရရဲ့နော်အားကြောင့်တော့စားလား ဟုတ်ကဲ့အဲ့ဒါကြောင့်ကြောင့် ရှာရဲကြည့်ဟာလို့ပါဦး ဒီကောင်ကတော့ဘယ်လိုခေါ် ဒီမှာပါလို့ဒီမှာတက်တနာတက်ကောင်းတော့မို့ရကွာဆရာ ဒီပြတာလည်းဖြစ်တာလေ ကိုဘလက်ကျန်ပြင်သွင်းရမယ်ဘုံပစီတောင်းနေဆရာ ဒုက္ခပဲဆို အကြည့်ရှင်းမရမှာလေ အေးကိုချစ်ချစ်ပြင်သွင်းမှရမှာ အခုတချင်ရတော့ ဒီနေ့ကတနည်းနည်းနေ မနေ့ကမှပြင်ရှင်းလိုက်တော့မရအောင်လား မရဘူးတော့ဆရာမ ဘာလဲဒီနေ့ ဘလက်ကျန်ပူရတော့ပါ အချင်းစင်ဘူပါလေဘုရားအကောင်းဆုံးဒီစီလေးပါနေမယ်နော် တော့ဘာဖြစ်ကျမတို့လည်းအကြောင်းတက်တက်ရှိရဲဆိုတော့ဖျားပြစ်စီပေးမှာပါ ဒီမှာကြောက်လိုက်ပါဘုံမပစ္စည်းရအောင်ဆရာ ဘုရားအရေးကြီးတယ် ဟုတ်ဘူးကျမတို့ဖျားကြောင်းတော့မှပဲရမှာ အေးပါဒီရှင်းလိုက်တော့ပဲဘုံနော်ဟုတ်နော် ဒုက္ခပါပဲ ဟိုတော့ဒီနေ့ပြန်လာမယ် ဟု ရှိ တ် တ တယ် ယ် ကျ နော် မပဲချင်ချင်ဒီနေ့မိမိပြန်လာပြီ ပြန်လာတော့ တတိယလေးစနေစကတော့ပြောလားပြောရမိမေကဲစနေစကမှာစမပါရင်တင်ခဲ့လေ မြေရွှေချမ်းချက်ပြီးတော့ပုံမချုံပြီးတော့အကားပြီးတော့အများကြီးတင် ဟုတ် ပြ လား တာ ဒီနေ့ပြောစကောင်းပါ ဒီ ဘူး လိုဆက်ကောင်းတဲ့ဒီချစ်ချစ်တို့တောင်းရတယ် တော့ရလားဒီမှာလည်းတကယ်ချင်းတော့ဝင်ပေးလား ဝင်ပြည့်ရတယ် ကောင်းတယ်နော် အဲအဲ့ဆိုရင်ဆရာမအရေးပါတယ်တော့ပါ ဒီနေ့ရွှေချမ်းချက်တင်တာအခက်ခန်းချောင်းရဲ့ပြဖို့တင်ခဲ့ပြီလေ ဟိုဆိုရအောင် ဒီခိုင်ကန်ချောင်းရဲ့ဒေတာသမီးတို့ဒီခင်ချားရဲ့လို့တော့နေဒီမိဘစကားကိုနားထောင်ကြတော့မိဘစကားကိုနားထောင်ချင်မှုဒီတရားတော်ချစ် အဲ အေး တော့လည်းတော့ဒီမှာဘယ်ဆိုရင်တော့ဒီနေ့ထားတော့ရမှာဆိုတော့ဒီစမသွားရမယ်နော်အဲသွားရအောင် တရားပြေကိုစောင့်ကြည့်နေပြီးစီပေါ်ရေးကိစ္စနဲ့လည်းအလုပ်ရှုံးနေတဲ့မိသားစုဖြစ်တဲ့သူတို့ပြည်ကိုလည်းလုပ်တော့မလုပ်တင်ဘူးကျန်းတဲ့ဆောင်နဲ့အရင်ဆက်ဆံလို့ရှိတယ် အေးလောကိစ္စကိုပြောတော့ ယောက်ျားရေဒီပြန်တော့တဲ့နေ့နေပြီဆယ်တော့ဘာလဲပုံသားနေရတယ်ဆယ်လုံးပြောနေတာပဲမိဘကလည်းစားတော့နားထောင်ပါအောင်ဒီမှာစားတော့ဆားလာလို့ယောက်ျားညောင်ပွဲညောင်တာမိမစီရခဏလေးဘုမမဆက်ရှိရမဆက်ယူသားတဲ့တဲ့တော့ယူလိုက်အဲ့မှာရှိတယ်ဟာဒီဆက်ကြားလာတဲ့ခါကျတော့စားလာလို့စားလာလို့ရတယ်လို့စားလာအဲ့တော့ဒီတော့ဒီဆက်လေးဒီလေးအနည်းလေးကိုထားလိုက်တော့အားလုံးနဲ့ထားလိုက်နေတော့ကြောင်းတော့ထားလို့ရတယ်မှာဟာဒီလေးမမြတ်ပြရတယ်ပေါ့ဘာလို့လဲခံချင်တာအဲ့တော့စားလို့ရတယ်စားလို့ရတယ်အဲ့ဒီမှာတော့ဒီဆက်ပါပြတာဒီလောက်ရောက်နေဒီစနေမနေ့ကဒီကတော့အဲ့တော့ဒီကဘာမှမရှိဘူးကျမပြောတာဒီမှာနားထောင်ကြတယ်နားထောင်နေတယ် ကျေးဇူးတော်ပါပါအင်္ဂလာပါဆရာမ အားလုံးလေးကောင်းကြရမလား ကောင်းပါရဲ့ အားလုံးကသမီးလေးရေးတာပြရတယ်တော့ပဲပါပြည့်တယ်ဆမနဲ့ပါပြည့်တယ်အားလုံးမျိုးရဲ့သမီးဝတ်ပြရတဲ့စီအောင်နေပြီဖြစ်တဲ့အတွက်ကျမဒီနေ့သမီးဝတ်မှာလာစာရေးပေးပါဖြစ်တယ်နော်အားလုံးသမီးလေးရဲ့ကျမစာတင်မယ်စာကောင်းလိုက်လို့မယ်နော်လိုက်ဘူးဟုတ်ပြီသမီးလေးရဲ့သမီးဝတ်မှာလာစာရေးပေးမယ်ကောင်းကောင်းလိုက်ပေးမယ်နော် ဟုတ်ကဲ့ဆရာမ ဘယ်သူလုပ်ကြလဲကျမသူပုံကသမီးတွေ့တယ်ဒါလုပ်ကြတာဟုတ်ကဲ့ဟုတ်လားထားလိုက်ရောသူရောစာလေးစက်ရေးမယ်နော်စာစက်ရေးမယ်ကျမရေးထားတဲ့ကိစ္စကိုဘုံဘုံစက်ရေးပြီးစက်ထားမယ်နော် ဟုတ်ကဲ့ဆရာမ အကောင်လုံးလုံးထားမယ်နော်ဒီလေးထားလို့မယ်နော်ပြီးတော့ကျမပြန်လာခဲ့မယ်နော် ဟုတ်ကဲ့ဆရာမ 你现在对对怎样？ မပြောင်းမှာတော့ဆိုင်ရှိတယ်ရန်သမီးတွေဘာလို့ရှိတာကွာနေဝေးသွားမှာတော့ရှိသွားမယ် အမောအတမီလို့မင်္ဂလာပါ 没啦，是呀。 ဆရာအရင်ဘက်တနေ့တနေ့လေးကဆရာပြောတာမှတ်မိလားဆရာတယောက်ဖိတ်ပုံမယ်လို့တင်ပြတဲ့ကျွမ်းနေနေလို့ရတဲ့မှတ်မိကြလား 没啦。 အဲ့ဒီတော့ဟုတ်ပြီ
ဆရာတစ်ချက်တော့မသိသေးပါဘူးဆရာနာမည်ကဆရာဘာပါလို့ခေါ်တယ်ဒလာမိတချင်းတင်သွားနေတာဖြစ်ပါတယ်ဟုတ်ပြီအားလုံးပဲမင်္ဂလာပါဒီဆရာတင်တာပို့ချတဲ့အခါကျရင်အာယုံစစိုက်နဲ့တေချာလေးနားအောင်နဲ့မစောရဘူးเนาะဒါဆိုတော့ဟုတ်ပြီဆရာဆက်ပြပါတော့ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရေ မင်္ဂလာပါဆရာ ဒီနေ့မှာဆရာရဲ့အကြောင်းကိုတားလို့ဒီလိုနဲ့ဒီကွာနော်စင်စစ်ကိုများရဲ့အဲဒီစီဆိုတာတစ်ကြောင်ဖြစ်တယ်ဆိုတယ်။ဒါကြောင့်ဒီနေ့မှာဆရာကဒီမှာရှိတဲ့တားလို့ဒီလိုကိုဘုရားရဲ့စစ်စစ်နဲ့တာကြောင်းပါလား။ဒီကတော့မဖြစ်ဘူးပြောပြမှာဖြစ်တယ်။ရတဲ့ခင်ကရှင်ရောအခက်ကြီးတော့ငယ်ဆက်ချောင်းပါမှာပြောထားတယ်ဆိုတော့ရတဲ့ခင်ရဲ့တားတော်ကိုယုံကြည်တော်တော်ပေါ်လို့ဒီသစ္စာချင်းတို့ကသာရတဲ့ကိုရစီခြင်းကရတဲ့ခင်ဒီမိမိ၌တဘာနဲ့တော့တားတော်ကိုစွန့်တော်မူရတဲ့အောင်လောကီသားတို့ကိုချစ်တော်မူ၏လို့လောကဘတ်တော်ချင်းမှာပြောထားပါတယ်ဒီနေ့ရတဲ့ခင်ကလောကမှာရှိတဲ့ဒီသားရဲ့အားလုံးတားလို့ပြီးတော့အပါကိုဆရာအပါဝင်ချစ်တဲ့အတွက်ကြောင့်သူ့မှာရှိတဲ့တဘာနဲ့တော့တားတော်ကိုနော်စီလွဲ့ပြီးတော့လောကမှာရှိတဲ့လူသားတွေအားလုံးအတွက်သူယေရှုခရစ်တော်များတာနော်ကယ်တင်ပြီးတော့ဖြစ်တယ်သူယေရှုခရစ်တော်ကယ်တင်တဲ့အရောက်ချင်းစတဲ့ကဌာနအပေတွေကနေလွတ်မြောက်ရမှာဖြစ်တယ်ဒါကြောင့်ဒီမှာရှိတဲ့သားတော်သမီးတို့တွေရတယ်သူယေရှုခရစ်တော်ယုံကြည်လက်ခံတဲ့သူတွေရှိလား ရှိပါတယ် ကဲရှိရဆိုလို့ရှိရင်ရှိတဲ့တရားတွေဆရာလက်ထောင်ပြကြပါဦးကဲဆရာတော်လက်ဆောင်နော်ကဲဆရာစုတော်ပြီမယ်အားလုံးလည်းချီမယ်အာမင်ကဲကျေးဇူးတင်ပါတယ်ဆရာတော်လက်ဆောင်ပါဆရာတော်လက်ဆောင်ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့လားဟုတ်ဆရာညီညီရဲ့ဒီပါဟုတ်လားတွေ့ရတာဝမ်းသာတယ်နော်တွေ့ရတာဝမ်းသာတယ်ဟုတ်ပါတယ်သမီးလေးချီသမီးလေးကလုံးဝအရန်လိမ့်ပါသမီးလေးဒီလိုမျိုးလိမ့်ပါတဲ့သမီးလေးကိုပိုင်ဆိုင်တာတော့ဘုရားရဲ့ကျေးဇူးတော်တက်ဖြစ်တယ်ဘုရားရဲ့ကောင်းချီးဖြစ်တယ်နော်ဒါမှမဟုတ်လိမ့်ပါတဲ့သမီးဖြစ်ပါတယ်ကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်ဘုရားကိုတင်တယ်လို့ပြောတယ်ကျေးဇူးတင်နော်ဆရာအဲ့ဒါတော့ဆရာတို့ပြောလိုက်နော်ကျေးဇူးပါနော်ကဲသမီးလေးသွားမယ်နော်ဆရာတို့ပြေးတယ်ပါကဲဒီနေ့တင်တာဘယ်လိုလဲ ရမ်းပြောတယ်သမီး ဟုတ်လားဘာလို့လဲ ဒီကနေ့ချင်းလက်ခံကြလို့ အိုးကျေးဇူးပဲနော်ကျေးဇူးပါပဲဆရာဆိုရှင်းမရအောင်ရှင်းပါနော်အာမင်ကျေးဇူးပါဒီနေ့အားလုံးဒီအောင်ဒီမဲ့နော်ဒီစက်ချမ်းရအောင်ဖြစ်နေပြီနော် မမေကျွန်တော်စမ်းပါတော့ကောင်းချူလေးပါတော့ ကျေးဇူးပါပဲနော်ရှင်းမရအောင်လေကျွန်တော်အာမင် သမီးကျန်းစာကြောင်းမဲ့တက်ချင်တယ် ကျန်တာတော့ရှင်းပါ 哦，人家他们是个去哪啦？ တက်မယ်ပဲ 我这帮人搞的，你们都是说去哪样搞的？ ဘာဆောင်တမ်းနေနော်သမီးရဲ့စီတောင်းပေါ့ဟောပါတော့ဒီရှိရလေကျွန်တော် 哦，你们这个是也是新招，多人哦。 အဲ့ဒါဘာဆောင်တမ်းနေဆောင်တမ်းနေသမီးရဲ့စီတောင်းပါနော်ဘာရအောင် ယောက်ျားကြီးဒီနေ့လေသူများသားသမီးတွေဆင်းရအောင်ဆင်းထွက်တဲ့နေ့လေဆင်းရအောင်ဆင်းထွက်မှာသမီးဆင်းရအောင်ဒီတော့ကြည့်မလားတော့ကြည့် ဟုတ်တယ်တော့ချင်းချိန်တန်လာပါပဲလောကိစ္စရှိတယ် ယောက်ျားကြီးဒါကကျွန်တော်တို့သမီးအတွက်အရေးကြီးတယ် အေးဟုတ်ကိုသိထွက်လာတယ် ချင်းချင်းတွေပြောနေတာပဲသမီးစေကလာပြီးအောင်လာ ဒီကအားတိုင်းနေပြီနော်နားနေတယ်ဒီကဘယ်မှာတက်နေလဲဒီစားပဲ သမီးဆောင် ဒီနေ့တော့ဘာသာဒီစားစင်းနေပဲလေ ဆောက်ဆိုင်လိုက်ကြည့်တယ်ဘာလို့လဲတော့ဘုတော်ကဒါလည်းတော့ဝိသိရှင်နေအမှန်တည်းရှိတယ်ဒီတော့ယူသားရပါမယ်ကြောင့်တော့ကျောင်းပေါ်တယ်စင်ကိုရမိမတွေလည်းစီလုံးပြောနေတာပဲမိမတွေဆိုတော့ဘာလို့နားမထောင်ရလဲ ပေါ်စီပြောနေမှာပါရတယ်နော်ဒါရှိတော့အေးဟုတ်ပြီနော် ယောက်ျားလည်းချီလို့ အစီဝါရဘာမှမအောင်ရင်တော့အကျဉ်းသားပြန်ပြီးတော့ဟမ်ဘာလာရှောင်းလာလဲအောင်ပဲအဲ့ဒါရက်တော့ပါမယ် ဒီမှာကြည့်ဘာသာရမှာလဲဒီမှာကြည့်ဘာသာရမှာလဲ ဒီမှာဆွမ်းကြတဲ့ဆောင်ကိုဟာတော့ဆက် စီဝါလည်းတက်စီးလိုက်ကျွန်
ဒီနေ့လည်းပါဆက် စိတ်ရှုံးလိုက်တာဝါစိတ်ရှုံးလိုက်တာနားမည်တော့ နည်းနည်းမမီးပါလေဒီတော့ဘယ်စမီးနိုင်တော့တော့ချစ်တယ်တမီးလားတမီးလားယောက်ျားတမီးလားဒီမှာစုပ်ပြတဲ့နေပြီဘာလဲပြက်နေ 你都看见了不？啊，那是不不，还有没有？家境没人就不。 ချက်သားတယ်တော့ငါမခေါ်နဲ့ခေါ်ရင်လည်းမလာတော့ယောက်ျားရေတမီးရောခေါ်လို့မမီးလားခေါ်လို့တယ်လားဒီမှာ ဟုတ်တယ်ဘာဖြစ်ကြလဲတော့ ဒီမှာလည်းတမီးကိုချားတယ်ဒီလိုလည်းမဆိုင်ဘူးဆက်တယ်ကိစ္စမဆိုင်ဘူးမပြေဘူး ဟေးကိုမပတ်စံရှိတယ်လာကဲအေးပြီးသွားမယ်လာ ယောက်ျားကတမီးမီးတမီးကတမီးကိုတမီးနိုင်ကတမီးကိုကျမစတဲ့ပတ်စံလေးပေးပါနဲ့ကျမအိမ်ပြန်မယ်မိသားအိမ်ပြန်မယ်မင်းစီတော့ကျမပြန်မယ် ထွက်သွား ကျမပတ်စံစူးထားတယ်မရှိတော့မိသားအိမ်ဆိုကျမလည်းနေရစားတော့မရှိတော့ကျမတော့ဆိုင်ရတယ်ဟမ်ကျမတော့ဘာလဲနေနေတော့ ဒီရှင်တို့ ရှိ လက်စရမ်းကနေကျွန်တော်တိုင်စာရှိတော့ပါကျွန်တော်ဒီမှာဥပဒေနဲ့ပါချက်ပြီးတော့အိမ်ဟုတ်ပါတယ်နော် ဟုတ်ကဲ့ရှင်ကျမရတဲ့တာမလို့ဘူးရှင်ဟုတ်ကဲ့ ကျွန်တော်တို့တိုင်စာရှိတယ်ဒီမှာပါ ကျမရတဲ့တာမလို့ဘူးရတဲ့ရေးဒီနေ့လာနေတယ်တဲ့ဆက်လို့ကြည့်ပါဦး ဒီမှာ တဲ့ပါလေ ဥပဒေနဲ့မကင်းလို့တဲ့ဟိုလောက်ထားတယ်လို့ပြောတော့ဒီမှာတိုင် ကျမရတဲ့တာကျမတို့ဒီနေ့စတာကျမတို့မလို့ဘူးရှင်ကျမတို့ကျမတို့ကျမတို့ 没把人。 ကျမတို့ရဲ့ကြားစကားတော့ဒီလောက်ပါပဲဒီကြားစနေရာဖြစ်ကျမတို့ဖက်အားပေးခြင်းနဲ့လာတော့အခုကမ္ဘာပေါ်မှာယုံကြည်သူခရိယန်တွေများရှိတာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကိုတကယ်ယုံကြည်လက်ခံတဲ့ခရိယန်တွေကဆိုတဲ့အလီကခရိယန်တွေကတဖြည်းဖြည်းနဲ့ပို့ပြီးများလာဖြစ်တယ်ဒါကြောင့်ဒီမှာရှိတဲ့လူတွေကိုအားပေးခြင်းနဲ့ကိုယ်ကလေးတွေကိုငယ်တော့ရနေစားပြီးတော့တမန်တရားကိုသင်ပေးပါဆက်လက်ပြီးတော့အဲ့ဒီတရားကိုလည်းဒီထက်မကများများလုပ်ဆောင်ဖို့ရတဲ့ဒီမှာရှိတဲ့လူတွေကိုခွာပေးတဲ့ကြံစည်တာဖြစ်ပါတယ်အရောက်စံပေါ်မှာထပ်ပြီးအောင်ကြည့်ပေးပါစေ 哎。